Hello အားလုံးပဲမင်္ဂလာပါ Kira ဖြစ်ပါတယ်ဆိုတော့တနေ့တုန်းကတော့ဒီ Oracle လေးနဲ့ hobby ကတခြားကြည့်ပေးပြီးတော့comment ရေးပေးကြရတော့လည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ Kira ဒီ Oracle နဲ့မဟုတ်ဘဲနဲ့ Tarot နဲ့ hobby ပါမယ်ဆိုတော့ဘယ်လို hobby မလဲဆိုရင်ဒီ Kira ရဲ့ဒီဗီဒီယိုကြည့်နေတဲ့လူတွေကလက်တလုံးမှာဘယ်လိုအခြေအနေမျိုးတွေနဲ့ကြုံနေရလဲဘယ်လိုပြဿနာမျိုးတွေနဲ့ကြုံနေရလဲပြီးအဲ့ဒီပြဿနာကိုဘယ်လိုနည်းနဲ့ဖြေရှင်းလို့ရမလဲပေါ့နော်ဆိုပြီးတော့ Kira ဒီနှစ်ကတ်ထဲနဲ့ဟောပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ပထမဗီဒီယိုလေးရလို့ပဲအဓိကဖြစ်တော့ universe ကိုသိတဲ့ message လေးကိုစီရောက်လာအောင်လို့ကိုယ့်ရဲ့အခက်အခဲခက်ခဲတွေပျောက်သွားဖို့အတွက်ပေါ့နော်နီလန်လေးအဖြေလေးကိုစီရောက်လာဖို့အတွက်အာရုံပြုပြီးတော့ဆူတောင်းနိုင်ပါတယ်โอเคပါအဲ့ဆိုရင်ဒါတော့ Kira နဲ့သုံးမဲ့ကတ်လေးဖြစ်ပါတယ်ဆိုတော့ Kira စာပြီးတော့ shuffle လုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့ပြဿနာတွေဘာဖြစ်နေလဲအဲ့ပြဿနာတွေရဲ့အဖြေတွေကဘာဖြစ်မလဲပေါ့နော်ဘာဆက်လုပ်လို့ရလဲဆိုတာမျိုးကို universe ကို message တောင်းထားလို့ရတယ်ပေါ့နော်ဆိုတော့Kira ရဲ့ဒီဗီဒီယိုကြည့်နေတဲ့လူတွေလက်တလုံးမှာဘာတွေဖြစ်နေလဲဆိုတာလေးလည်းသိချင်ပါတယ်ပြီးရင်သူတို့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒီလန်လေးဆိုပြီးတော့အဲ့လိုမျိုးသိချင်ပါတယ်ဖြေပေးပါOkay. So တော့ဒီမှာဆိုရင် 2 to 1 လေးရှိရယ် Your decision decide your future here and nothing else ဆိုတော့ဒါKira အခုကြည့်နေတဲ့လူတွေဘာဖြစ်နေလဲဆိုပြီးတော့ပြရကလေးပေါ့နော်ပြီးတော့ဒါကကြတော့ okay ဖြစ်နေတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းလို့ရလဲဆိုတဲ့ပုံစံမျိုးဆိုတော့ light the fire underneath your call them and go it okay ပါဆိုတော့ဒီဘက်မှာတော့ Ace of Pentacles လေးရှိရယ် wow what an abundant opportunity လေ okay ပါဒါဆို Kira စပြီးတော့ဖတ်ပေးပါမယ်နော်ဆိုတော့လေဒီဗီဒီယိုကြည့်ရတဲ့လူတွေကဘာတွေ့ရလဲဆိုတော့အဲ့လိုလုံးဝကိုဘယ်လိုပြောရမလဲဒီဗီဒီယိုကြီးကြည့်ရပေါ့နော်ဒါတော့ဗီဒီယိုကြီးလိုက်ကြည့်ရဘေးတွေနေမီးတယ်ဘာလုပ်ရမလဲပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးနဲ့တွေ့နေရတယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုကဒီဘဝမှာရွေးချယ်ရမယ့်အခြေအနေတစ်ခုရောက်နေတာဟိုမှာလမ်းတစ်လမ်းရှိမယ်လူ2ယောက်ရှိမယ်ပြီးလို့ရှိရင်ဘယ်လိုပြောရမလဲဒါပေါ့နော်အဓိကတော့အဲ့ဒါပဲလမ်းဆိုလို့ရှိရင်လည်း okay ဒီလမ်းကိုရွေးရမှာလားဟိုလမ်းကိုရွေးရမှာလားတောင်းတတက်ရမှာလားအလုပ်လုပ်ရမှာလားလူဆိုလို့ရှိရင်လည်းဘယ်လူကိုရွေးရမှာလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးရွေးချယ်ရခက်နေရမျိုးတွေရှိနေတယ်အဲ့အကြောင်းမလို့လဲအခုတလုံးမှာများသွားဖြစ်တာတော့ဗီဒီယိုကြီးကြည့်ရဗီဒီနေမေးရပေါ့နော်အဲ့လိုမျိုးနဲ့သွားနေတာအဓိကတော့ကိုဘယ်လမ်းကိုသွားကျင်တာလဲဆိုတာကိုသိကျင်တဲ့စိတ်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီမှာဗာပြောထားလဲဆိုတော့your decision decide your future here right ဆိုတော့အဓိကကတော့ကိုကလမ်းဆောင်လမ်းကွာကိုရောက်နေတာကိုကdecision ချရမယ့်အခြေအနေတစ်ခုမှရောက်နေတာပေါ့နော်ဆိုတော့ဘယ်လိုလုပ်အောင်မလဲဆိုလို့ရှိရင်တော့ကပြောထားတဲ့အတိုင်းပဲ okay တချို့လူတွေအတွက်ကဘယ်လိုမြင်နေရလဲဆိုတော့နှစ်လမ်းလုံးကကိုယ့်အတွက်ကောင်းနေတာနှစ်လမ်းလုံးကကိုယ့်အတွက်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ကိုကဝေခွဲမရဘူးဖြစ်နေတာဒါပေမဲ့ဒီမှာကြည့်လိုက်မယ်ဆိုရင်မီးတောက်လေးတစ်ခုကပို့ပြီးတော့တောက်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျင်းသေးပါကိုယ့်ရဲ့နှလုံးသားဆုံးဖြတ်ထားတဲ့လမ်းကတော့ရှိပြီးသားပဲနေမှာဆိုတော့ဒါကတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့အနာဂတ်ကကိုယ့်ရဲ့ရွေးချယ်မှုပုံမူတည်ပြီးပြောင်းလဲသွားမှာကံကြမ္မာကနင်ဘယ်ဟာကိုရွေးလိုက်ရင်တော့စိုးမယ်ဘယ်ဟာကိုရွေးလိုက်တော့ကောင်းမယ်အဲ့လိုမျိုးဘယ်လိုပြောမလဲပုံသေးတတ်မှတ်ထားမျိုးမရှိဘူးပေါ့နော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တည်တာလည်းကိုယ့်ရဲ့အနာဂတ်ကိုရေးသွားမှာဆိုတော့ဒီကအဲ့လိုမျိုးပြောတာဖြစ်ပါတယ်ဘယ်လမ်းကိုရွေးမလဲမင်းကြိုက်တဲ့လမ်းကိုရွေးဆိုရဲလမ်းစုံလမ်းကွာရောက်နေတာပေါ့နော်ဆိုတော့ okay ဘယ်လိုလုပ်အောင်မလဲဆိုရဲကလေးကကြတော့8 of wandsဆိုတော့တဲ့Kira အဲ့လိုဗီဒီယိုရိုက်နေတဲ့ Tarot ကြတော့အရင်မကြည့်ရတာ comfortable မဖြစ်ဘူးဆိုတာအဲ့ဒါကိုပြောတာKira လိုကတ်ကူကြည့်ရင်အချိန်နည်းနည်းကြာရပေါ့နော်ကြာရဆိုတာတဲ့
အဲ့လို sense လုပ်တဲ့အချိန်ကိုအရန်ယူပြစ်တာပေါ့နော်ဆိုတော့အဲ့လိုဖြစ်နေတော့ဆိုတော့ခီရာတိတ်သွားရင်ခဏလောက်ဒီတီးခံပြီးတော့စောင့်ပေးပါဒါမှမဟုတ်လို့ရှင်လဲနည်းနည်းလေးကြော်ပြီးပေါ့နော် sorry ပါဟုတ်ကဲ့ပါ okay ဆိုတော့ဒီကတ်မှာကျတော့ဗာမြင်နေရလဲဆိုတော့ဒီလူတွေကပေါ့နော်ခီရာဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာ okay ကိစ္စနှစ်ခုကိုဘယ်လိုဆုံးဖြတ်ရမလဲမသိဖြစ်နေတဲ့လူတွေပါမယ်ဒါပေမဲ့ဒီ801 ကတ်အရာဆိုရင်ဒီထက်ကလူတွေများသောအားဖြင့်ကအကျဉ်းသေးပေါ့ကိုချစ်တဲ့လမ်းကိုပိုရွေးမိလိမ့်မယ်ဒီမှာဆိုရင်လမ်းတန်းရှိရမှန်တယ် maybe ကိုယ့်ရဲ့အုံနောက်ကတော့ဆုံးဖြတ်ထားပေါ့ okay ဒီလမ်းကတော့ဒီလမ်းနဲ့ဒီလမ်းကတော့အတူတူလောက်ပြီးတော့ရှိရပေါ့နော်ဒါပေမဲ့ငါဒီလမ်းကိုပို့ပြီးတော့သွားခြင်းတယ်ပေါ့နော်ကိုယ့်ရဲ့နှလုံးသားရွေးချယ်ထားတဲ့လမ်းရှိရပေါ့နော်ဆိုတော့ဒီခီရာဗီဒီယိုကြည့်နေလူအများစုကအဲဒီကိုရွေးချယ်ထားတဲ့ကိုသဘောကျတဲ့လမ်းကိုသွားမိဖို့ပုံများလိမ့်မယ်ပြီးတော့လေကိုကအဲ့ဒီကိုသွားတဲ့နေရာမှာလေတယောက်တည်းမဟုတ်ဘူးเนาะတယောက်တည်းမဟုတ်ဘူးဥပမာထားပါတော့ကိုကဒီနေရာမှာโอเคအလောက်ကန်ကောင်းကောင်းရှိနေတယ်ဒါပေမဲ့ကိုကចောင်းသွားတက်ချင်တယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကိုကចောင်းသွားတက်ချင်တယ်နှစ်ခုလုံးကကောင်းတယ်ကွာဆိုတော့ចောင်းသွားတက်ချင်တာကိုကိုကရွေးလိုက်တယ်ပဲထားအဲ့ဆိုရင်လုံးဝအဲ့လိုတယောက်တည်းသွားမှာမဟုတ်ဘူးအတူတူသွားမယ်လူတွေရှိရယ်အတူတူအဲ့ဒီလမ်းကိုရှောက်ပေးမယ်လူတွေရှိရယ်ဆိုတော့ကိုလူတွေရှိရယ်လမ်းပေါ့နော်ဆိုတော့အဲ့လိုလမ်းကိုရွေးမိလိုက်မယ်ဆိုတော့တကယ်လို့ကိုပြီးနားမှာအဲ့လိုမျိုးလမ်းတူတဲ့လူမရှိသေးဘူးဆိုရင်တော့မှာပဲကိုလာပြီးတော့ connect လုပ်လိုက်မယ်ဆိုတော့ဘယ်လိုပြောမလဲအရန်ပျော်ဖို့ကောင်းတဲ့ဥမာ okay အဖွဲ့အစည်းတွေနဲ့လူတွေအများကြီးနဲ့ဒီလမ်းကိုတူတူသွားကြမယ်ဆိုတဲ့ဟာမျိုးပျော်ဖို့ကောင်းတာမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ဥမာအလုံးနှစ်ခုကိုပြိုင်ပြီးတော့ရွေးနေရဆိုရင်တော့မှပဲokay တကယ်ကိုအားလုံးညီညွတ်နဲ့အရန်ချစ်ဖို့ကောင်းတဲ့လုပ်ငန်းခွင်မျိုးကိုရွေးချယ်မိလိမ့်မယ်ဆိုတော့အဓိကတော့အဲ့ဒါပဲပေါ့နော်โอเคဆိုတော့ဆုံးဖြတ်ခက်ခဲနေရတဲ့ရှိရဲဆိုတော့အဲ့ဆုံးဖြတ်ခက်ခဲနေတဲ့ဟာကြီးမှာကိုသဘောကျတဲ့ဟာကိုကိုယ့်ရဲ့နှလုံးသားရွေးချယ်ဟာကိုရွေးချယ်မိလိုက်မယ်ဆိုတော့အဲ့ဒီနေရာမှာလည်းကိုကတကယ်ကိုအချွေရန်နေအများကြီးနဲ့ရှောက်အောင်မလန်ကိုတွေးလိုက်မယ် Ace of Pentacles okay ဆိုတော့ဒီမှာလည်းမြင်နေရတယ်ပေါ့နော်ကိုကစပြီးတော့လုပ်တော့မှာတချို့လူတွေအတွက်ကဒီဟာအလုပ်သွားလုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အလုပ်အသစ်ပြောင်းတာနေရာတစ်ခုအလုပ်သွားလုပ်တာဆိုတော့အဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့လုံးဝအစပေါ့နော်အလုပ်တခြားနေရာကိုသွားလုပ်တာမဟုတ်ဘူးဆိုရင်တော့မှပဲဒီလိုကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတက်တိုင်ဝင်နဲ့ငါတို့လုပ်ငန်းတစ်ခုလုပ်ကြမလားဆိုပြီးတော့စလုပ်ကြတဲ့ဟာမျိုးကိုတွေ့ရပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲလုံးဝကို balance ဖြစ်တဲ့လုံးဝကိုအရန်ကောင်းတဲ့ opportunity တစ်ခုလို့လည်းတွေ့ရဆိုတော့okayဒီနေ့ reading လေးကတော့ဒါပါပဲဆိုတော့ဒီ reading မှာဆိုလို့ရှိရင်ခီရာကဘာပြောခဲ့လဲဆိုတော့ဒီမှာခီရာ reading ကိုကြည့်နေလူတွေကစုပ်ပြခက်ခဲနေရရှိနေတယ်ဆိုတော့ကိုယ့်ရဲ့နှလုံးသားရွေးချယ်လမ်းကိုသွားမိလိမ့်မယ်โอเคသွားမိလိမ့်မယ်ဖြစ်ပြီးတော့အဲ့ဒီလမ်းကလည်းကိုယ့်အတွက်တကယ်ကိုabundant ဖြစ်တဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကံတရားကြီး support ပေးရဲ့လမ်းပေါ့ကံတရားကြီး support ပေးရဲ့လမ်းကိုရွေးမိလိမ့်မယ်ဆိုတော့ဟုတ်ကဲ့ပါโอเคဆိုတော့တကယ်လို့အဲ့ဒီလမ်းမှာကိုကဒါပါတော့တချို့ကိစ္စလေးတွေကလို့တစ်ချိန်နှစ်ချိန်လောက်တာနဲ့တစ်ချိန်နှစ်ချိန်လောက်တာနဲ့မအောင်မြင်ဘူးဆိုတဲ့ကိစ္စရှိရပေါ့နော်ဒါပေမဲ့ဒီခီရာ reading ကြည့်တဲ့လူတွေကများသောအားဖြင့်ဇွဲကြည့်တဲ့လူတွေများတယ်ဥပမာထားတော့တစ်ခါဖြစ်သွားတယ်ဆိုလို့ရှိရင်ဥမာကိုကစူးစမ်းပေမဲ့လည်းအဆင်မပြေတဲ့အခါတည်းရှိရဆိုရင်တော့အဆင်မပြေဘူးကွာအဲ့လိုနေလိုက်တဲ့လူမျိုးမဟုတ်ဘူးเนาะကိုကတစ်ခေါက်အဆင်မပြေလဲနှစ်ခေါက်ကြိုးစားတယ်နှစ်ခေါက်အဆင်ပြေလဲသုံးခေါက်ကြိုးစားရဲဆိုအဲ့လိုလူမျိုးမလို့ကို it would take a hell of a lot more to defeat you မင်းကိုအဲ့လိုမျိုးအရှုံးပေးသွားအောင်လှုပ်လိုက်ဖို့ကိုဘလို့မှokay မင်းကိုအရှုံးပေးသွားအောင်လုပ်ဖို့အရန်ခက်ခဲတယ်ပေါ့နော်ဆိုတော့အဲ့လိုကံမျိုးပြောတာဆိုတော့ကိုကအမြဲတမ်းပဲမျောလင့်ချက်တစ်ခုနဲ့အမြဲတမ်းကြိုးစားနေတဲ့လူမလို့ကိုဒီ opportunity ကနောက်ဆုံးမင်းရှိကိုရောက်လာတာဖြစ်ပါတယ်ဆိုတော့ဘလို့ခံစားရလဲဆိုတော့တချို့လူတွေအတွက်ကလေဥမာဒီနေရာကိုသွားဖို့ပေါ့နော်ဒီနေရာကိုသွားဖို့ဒီအလုပ်ကိုလုပ်ဖို့ကအချိန်မှာအများကြီးကြိုးစားခဲ့ရရှိတယ်ပေါ့နော်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးဒါပေမဲ့နောက်ဆုံးဒီတစ်ခုကအောင်မြင်ခဲ့ရဆိုတော့ဟာမျိုးခံစားရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါဒီနေ့ reading လေးကတော့ဒါပါပဲကြည့်ပြီးရတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်နောက် reading လေးမှာပြန်တွေ့ကြမယ်နော်